Jet battery ကို pure cycling inverter နဲ့အားသွင်းရတာနဲ့ O-Founder မျိုးကိုကျွန်တော်တို့တွေ့ဘူးကြမှာပါ။ဒါက inverter မှာ charger မကောင်းတာဒါမှမဟုတ် voltage control ပုံမှန်အလုံးမလုပ်တာကြောင့်ဖြစ်နိုင်တယ်လို့ Jet battery ကို support ပေးတဲ့ inverter မဟုတ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။တကယ်တော့ Jet battery ကမကြာခဏပြုပြင်ထိန်းသိမ်းကြမလို့ပဲနဲ့ပုံမှန် acid O ထက်တက်တန်းပိုရှိပြီး dischargeပို့ပြီးလုံနိုင်တဲ့အားသာချက်တွေရှိပါတယ်။ဒါပေမဲ့အသုံးပြုတဲ့နေရာမှာဂရုတစိုက်အသုံးပြုမှသာလျှင်ရေရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Jet battery ကိုကျွန်တော်တို့ solar system, backup power system ဒီမှာအသုံးပြုရရှိပါတယ်။ကုမ္ပဏီကြီးတွေမှာ backup power system နဲ့အသုံးပြုတဲ့အခါ charging နဲ့ usage duration ခေါ်တဲ့အသုံးပြုချိန်တွေကိုတေချာစနစ်တကျတွက်ချက်အသုံးပြုတာကြောင့်ရေရှည်ခံကြတာများပါတယ်။ဒါပေမဲ့တနိုင်တစ်ပိုင်းသုံးအိမ်သုံးစနစ်တွေမှာတော့ဒီ Jet battery ကအတော်လေးအဲ့ဒါတက်ပါတယ်။ဒါကဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အသုံးပြုနေတဲ့ inverter ဒီ Jet battery ကို support ပေးတဲ့ပေါ့နော် Jet battery အသုံးပြုနိုင်တဲ့ inverter မဟုတ်တာကြောင့်ဖြစ်နိုင်တယ်လို့ကိုအသုံးပြုတဲ့အားကသုံးလိုက်တဲ့အားထက်ပိုပြီးများနေတဲ့အကြောင်းလည်းဖြစ်နိုင်ပါတယ်။အရေးကြီးဆုံးကတော့ Jet battery ကိုအသုံးပြုတော့မယ်ဆိုရင်ကိုသုံးနေတဲ့ inverter က Jet battery ကို support ပေးရလားဆိုတာကိုစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ Jet battery compatible ဖြစ်မဖြစ်ပေါ့နော် Jet battery ကို compatible ဖြစ်ရလား။ Now ဒီလိုမျိုးပေါ့နော် compatible ဖြစ်တယ်ဆိုတဲ့နေရာမှာအားသွင်းနိုင်ရုံနဲ့မပြီးသေးပါဘူး battery ကို overcharge မဖြစ်အောင်ထိန်းချုပ်နိုင်ဖို့ deep discharge protection နဲ့ပါဝင်ဖို့တည်ငြိမ်တဲ့ voltage ထုတ်လုပ်ပေးဖို့စတဲ့အချက်တွေလိုအပ်ပါတယ်။နောက်တဲ့အရေးကြီးတဲ့တစ်ချက်ကတော့ battery ရဲ့ DOD ခေါ်တဲ့ depth discharge ပါ။ Jet battery က deep circuit ဖြစ်တဲ့အတွက် DOD 50%ကနေ80%ထိအသုံးပြုနိုင်ပါတယ်။ DOD 50%ဆိုတာကတော့ battery capacity ရဲ့တဝက်ကိုအသုံးပြုပြီးတဝက်ကိုသိုလှောင်ထားတဲ့သဘောပါ။အဲ့တော့ DOD မြင့်သုံးလေ battery သက်တမ်းတိုးလေဖြစ်ပါတယ်။ DOD များသုံးလေbattery သက်တမ်းတိုးလေဖြစ်ပါတယ်။ battery မှာရှိတဲ့အားကိုကျွန်တော်တို့ဒီ50%ချန်ထားပြီး50%ပဲအသုံးပြုမလားဒါမှမဟုတ်20%ချန်ထားပြီး80%အသုံးပြုမလားဆိုတာကဒီပေါ်မှာမူတည်သွားပါတယ်။ကိုက80%သုံးမယ်ဆိုရင်50%အသုံးပြုတဲ့ battery တဲ့သက်တမ်းပိုပြီးတော့တိုးမှာဖြစ်ပါတယ်။ဒါကြောင့် battery ဝယ်တဲ့အခါကိုအသုံးပြုခြင်းတဲ့ပမာဏကိုတေချာစမ်းစစ်ပြီးအနည်းဆုံး DOD ပမာဏ50%အသုံးပြုနိုင်တာမျိုးထိတော့ဝယ်သင့်တယ်လို့အကြံပေးပါရစေခင်ဗျာ။ Jet battery inverter နဲ့အားသွင်းတဲ့အခါဖောင်းကုန်တာက overcharging ကြောင့်ဖြစ်နိုင်လို့ inverter ရဲ့ charging စနစ်ချို့ယွင်းတာကြောင့်ဖြစ်နိုင်ပါတယ်ခင်ဗျာ။ Jet battery compatible မဖြစ်တဲ့ inverter တွေမှာ Jet battery ကို support မပေးတဲ့ inverter တွေမှာအသုံးပြုတဲ့အခါဘာကြောင့် Jet battery အိုးဖောင်းကြတာလဲဆိုရင်battery အိုးတွေကသူ့ရဲ့အမျိုးအစားပေါ်မူတည်ပြီးတော့အားသွင်းတဲ့စနစ်ကွာခြားပါတယ်။အားသွင်းတဲ့ပမာဏကွာဟပါတယ်။အဲ့တော့ဒီလိုမျိုးအားသွင်းတဲ့ပမာဏကွာဟတဲ့အတွက် Jet battery မှာအားအဝင်များသွားတဲ့အခါအပူလွန်ကဲသွားပြီးတော့ electrolyte ခန်းတတ်ပါတယ်ဒီလို electrolyte ခန်းတာကြောင့်လည်းအိုဖောင်းတာဖြစ်နိုင်ပါတယ်။နောက်ထပ်သတိပြုတဲ့အချက်ကတော့ battery ကိုအပူလွန်ကဲတဲ့နေရာမှာမထားမိဖို့ပဲဖြစ်ပါတယ်။ battery ထားတဲ့နေရာပေါ်မူတည်ပြီးတော့ battery ရဲ့သက်တမ်းကလည်းကွာခြားနိုင်ပါတယ်ခင်ဗျာ။ဒါကြောင့် Jet battery အသုံးပြုခြင်းနဲ့ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ inverter ဒီ Jet battery compatible ဖြစ်ရလား Jet battery ကို support ပေးရလားနောက်တစ်ခုကိုအသုံးပြုတဲ့အားဒီ battery နဲ့တွက်ချက်လိုက်မယ်ဆိုရင် DOD ပမာဏအနည်းဆုံး50%ရှိရလားဆိုတာကိုသေချာဆက်စစ်ပါလို့အကြံပေးပါရစေခင်ဗျာတချို့ကမေးကြပါတယ်ဒီလို battery ကိုဖောင်းသွားပြီဆိုရင်ပြန်ပြုပြင်လို့ရရလားပေါ့နော်ဒီလိုမျိုးအိုးဖောင်းသွားမယ်ဆိုရင်တော့ကျွန်တော်တို့ပြုပြင်ဖို့မလွယ်ပါဘူးပြုပြင်ဖို့ခက်ပါတယ်နောက် Jet battery အိုးဖြစ်ပေမဲ့လည်းသူဒီcharging အဝင်များတာပဲဖြစ်အပူလွန်ကဲဖြစ်အိုးဖောင်းတဲ့အခါမှာအိုးကွဲနိုင်စွမ်းရှိပါတယ်အိုးကွဲနိုင်ခြေရှိပါတယ်အိုးကွဲတဲ့အခါမှာလည်းသူဒီပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်ပါတယ်တချို့တွေကတော့ဒီအိုးဖောင်းသွားပေမဲ့အိုးပြန်ပြင်လို့ရတယ်လို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့အများသောအားဖြင့်သူပြင်တဲ့တချို့သူတွေကလည်းဒီ Jet battery ပေါ်မှာအဖုံးလေးတွေပါတယ်အဲ့အဖုံးလေးတွေကိုဖြုတ်ပြီးတော့acid တို့မို့ရေထည့်ပြီးတော့ပြုပြင်ကြည့်ကြတာပေါ့နော်တကယ်တော့ Jet battery က
acid ပဲဖြစ်ရေဖြစ်ထည့်လို့မရပါဘူးထည့်ပြီးလို့အသုံးပြုလို့ရပြီဆိုရင်လည်းအဲ့ဒါဒီယာယီတက်တန်းအတူလေးပဲအသုံးခံပြီးတော့ပြီးရင်လုံးဝအိုးကပြတ်သွားတာပဲဖြစ်ပါတယ်ဒါကြောင့် gel battery အသုံးပြုတာသည်ကောင်းပါတယ်ဒါပေမဲ့ဒီအချက်လေးတွေတော့ဂရုတစိုက်စီစစ်ကြပါလို့အကြံပေးပါရစေခင်ဗျာ